ဆလောဂိမ်းတွေပေါ်လို့လား ကစားခြင်းနဲ့လောက်ကြပါအောင် မင်းတို့ပြောတဲ့ကျွဲခန်းကို ငါလည်းတီးမဲ့ပြပေးပါအောင် ကျွဲခန်းကနိုင်တယ်ဆို ကုန်လာသွားတဲ့ကျွဲကမတွေ့ဘူး အခန်းပြောင်းပြီးကစားလိုက်တာ နိုင်ငွေလေးတွေရလာတယ်ကွက် နိုင်ငွေလေးတွေထုံးမဲ့ကြံ ကြောက်သွားတာကအေဂျင့်တွေပဲ မင်းတို့ပြောတော့ယုံရတယ်ဆို ငါလည်းကြတော့မတော်သွားတာပဲ ဒါတွေအားလုံးအစီပြေအောင် ဒီကေကေမှာစော့ကြည့်ပါလား GKK မှာကစားရင်ခွဲ ဘာတွေကောင်းလဲပြောကြည့်ပါအောင် ငွေသွင်းငွေထုတ်အော်တိုလုံးလို့ မဝင်းတွေလည်းပေါက်လိုက်မယ် ငွေသွင်းငွေထုတ်ရန်ဆန်ပြီးတော့ ဝင်းဆောင်မှုကရန်ကောင်းတာပဲ ဘောနဲ့တွေလည်းအများကြီးမို့ အနိုင်ရရင်ငါ့ကိုမမင်းနဲ့ တက်တန်ရှိကြရက်တီလား အာမကန်ကပြည့်ရှိတယ် အဲ့ဒါဆိုရင်ကစားခြင်းလေ သက်တယ်ဖို့ပဲပြောပြပါဦး ကိုကခရမရိုက်လို့ရှာ ဒီကေကေဟာထိတ်ဆုံးပါပဲ အတော့